အဲ့တော့ကျွန်တော်တို့ကဒီကနေ့မှာ test statistic ထဲကဒီ test အကြောင်းကိုစပြီးရှင်းပါမယ်အဲ့တော့ဒီ test ဆိုတာဘာလဲဒီ test ဆိုတာက statistical method တစ်ခုဖြစ်ပါတယ်ဘယ်အခြေအနေမှာသုံးလို့ရလဲဆိုတော့ group တစ်ခုရဲ့ mean ကိုနှိုင်းယှဉ်ပြီးတော့မှဒီ group mean တွေကတစ်ခုနဲ့တစ်ခု significantly different ဖြစ်မဖြစ်ဆုံးဖြတ်ခြင်းတဲ့အခါမျိုးမှာဒီ test ကိုသုံးလေးရှိပါတယ်အဲ့တော့ဒီ test ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ distribution ပေါ်မှာအခြေပြုထားတာကိုတွေ့ရပါတယ်ပြီးတဲ့အခါမှာဒီ test ကဆိုလို့ရှိရင် sample size သိငယ်တဲ့အခြေအနေမျိုးတွေမှာဒီ test ကိုတော်တော်လေးတွင်တွင်ကျက်ကျက်သုံးကြပါတယ် small sample size ပေါ့ဗျာအဲ့လိုမျိုးအနေထားမျိုးဖြစ်မယ်နောက်တစ်ခါ population standard deviation ကိုမသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ test ကိုသုံးပါတယ် sample အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် small sample size ဒီမှာ small sample size က30အောက်ပေါ့အဲ့လိုမျိုးအခြေအနေဖြစ်ပြီးတော့မှ population standard deviation က unknown ဆိုလို့ရှိရင်ဒီ test ကိုသုံးပြီးတော့မှ population mean တစ်ခုတည် statistically significantly different ဖြစ်မဖြစ်သိချင်ရင်ဒီ test ကိုသုံးပြီးစစ်ဆေးလို့ရပါတယ်။ဒါဆိုလို့ရှိရင်ဟုတ်ပြီ large sample size ဖြစ်သွားခဲ့ရင်ကိုကျွန်တော်တို့ဒီ test ကိုသုံးလို့ရလား large sample size ဆိုတာ30အထက်ပေါ့ဗျာ sample 40 50 100 150အဲ့လိုမျိုးအခြေအနေဖြစ်သွားရင်ကိုဒီ test ကိုသုံးလို့ရလားဆိုတော့ still valid ပါပဲဗျာ robust ပါပဲ valid ဖြစ်သေးတယ်သုံးလို့ရတယ်တိုးတော်လေးပဲကျွန်တော်တို့က sample size 30အထက်ကျော်ပြီးတော့မှ population standard deviation ကိုသိတယ်ဆိုလို့ရှိရင်တော့ဖြင့်ဒီ test စာ z test ကိုသုံးသင့်ပါတယ်တကယ်လို့ကျွန်တော်တို့ population က30အထက်ကျော်မယ် population standard deviation မသိဘူးဆိုလို့ရှိရင်တော့ဖြင့်ဒီ test ကိုပဲဆက်ပြီးသုံးပြီးစစ်ဆေးလို့ရပါတယ်ဒါလေးတစ်ချက်ကျွန်တော်တို့ရေးကြည့်ပါတယ်ဗျာတမန်အဖြစ်ဒီ test ဒီကျွန်တော်တို့ small sample size အတွက် design လုပ်ထားတာဖြစ်တဲ့ population standard deviation မသိခဲ့ဘူးဆိုလို့ရှိရင် small sample size ဒီမှာဒီ test ကိုတွင်တွင်ကျကျသုံးတယ်တကယ်လို့ sample size ကြီးသွားပြီ30အထက်ဖြစ်သွားပြီ40 50 90 100ဖြစ်သွားခဲ့ပြီ population standard deviation ကသိခဲ့မယ်ဆိုလို့ရှိရင်တော့ဖြင့် z test ကိုသုံးစွဲသင့်ပါတယ် large sample size ဖြစ်ပြီးတော့မှ population standard deviation လေးပဲမသိခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ t-test ကိုသုံးပြီးတော့ပဲစစ်ဆေးလို့ရပါတယ်။ဒါလေးတစ်ချက်ကကျွန်တော်တို့သိထားဖို့လိုပါတယ်ဗျာ။ကဲဒါဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့ t-test အမျိုးအစားဘယ်နှမျိုးရှိလဲပေါ့။အဓိကအဖြစ် t-test အမျိုးအစား3မျိုးရှိပါတယ်ဗျာ။ one sample t-test, independent two sample t-test နဲ့ paired sample t-test တို့ဖြစ်တယ်။အဲ့တော့ one sample t-test ဆိုတာကကိုယ်စီမှာsingle sample ပဲရှိနေတဲ့အနေအထားမျိုးမှာစစ်ဆေးလို့ရတယ် population တစ်ခုကနေ sample ကောက်လိုက်မယ်ပေါ့ဗျာ small sample size ဆိုတော့ sample size က under 30ဆိုလို့ရှိရင်ဒါ one sample t-test သုံးပြီး mean တွေ different ဖြစ်မဖြစ်ကိုစစ်ဆေးလို့ရတယ်အဲ့ဒီမှာ one sample ပဲကောက်ထားတဲ့အခါမှာ sample mean ကတစ်ခုပဲရှိမှာပေါ့အဲ့တော့ mean တစ်ခုကိုနှိုင်းယှဉ်မယ်ဆိုတဲ့အနေအထားမှာ one sample t-test ကြတော့ဘယ် mean နဲ့နှိုင်းယှဉ်လဲဆိုတော့ကိုယ့်ရဲ့ sample mean နဲ့သိပြီးသား population mean ဘယ်လိုသိနိုင်လဲဆိုတော့ previous study တွေကနေပြီးတော့မှ population mean ကိုသိတယ်ဆိုလို့ရှိရင်အဲ့ဒီ population mean နဲ့ကိုယ့်ရဲ့ sample mean နဲ့ကိုနှိုင်းယှဉ်ပါဒါမှမဟုတ်လို့ရှိရင်လည်းကိုကြိုတင်ယူဆထားတဲ့ population mean တန်ဖိုးပေါ့ population mean ကိုဘယ်လောက်လို့ယူဆထားပါတယ်အဲ့ဒီယူဆထားတဲ့ mean နဲ့ကိုယ့်ရဲ့ sample mean နဲ့ different ဖြစ်လားမဖြစ်လားအဲ့ဒီလိုမျိုးစစ်ဆေးရပါအဲ့ဒီအတွက်ကြောင့်မို့လို့ one sample t-test မှာဆိုလို့ရှိရင်ကိုမှ sample က small size ဖြစ်မယ် single sample ပဲဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီ sample mean နဲ့ known population mean ဒါမှမဟုတ်လို့ရှိရင် hypothesized population mean နဲ့နှိုင်းယှဉ်ပြီးတော့မှစစ်ဆေးလို့ရပါတယ်။ကဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ independent two sample t-test ပေါ့ independent two sample t-test မှာကြတော့လွတ်လပ်စွာရှိနေတဲ့ sample နှစ်ခုရဲ့ mean တန်ဖိုးတွေကိုနှိုင်းယှဉ်ပါဒါရှင်းတယ် independent လို့ပြောတဲ့အတွက်ကြောင့်မို့လို့ကိုကောက်ထားတဲ့ sample နှစ်ခုကတစ်ခုနဲ့တစ်ခုကြားမှာပွားပြီးတော့ဖြစ်နှိမ့်နွယ်မှုရှိလို့တော့မရဘူး sample ရဲ့တန်ဖိုးတွေကဒီ sample ရဲ့တန်ဖိုးကလည်းသူ့ဟာသူရပ်တည်နေရမယ်နောက်ထပ် sample တစ်ခုရဲ့တန်ဖိုးကလည်းသူ့ဟာနဲ့သူရပ်တည်နေရမယ် sample တစ်ခုကတန်ဖိုးကြီးလို့နောက်တစ်ခုကငယ်တာမျိုးနောက်ပထမတစ်ခုကကြီးလို့နောက်တစ်ခုကလိုက်ကြီးတာမျိုးအဲ့လိုမျိုးနှိမ့်နွယ်ဆက်ဆက်မှုမျိုးတော့ဖြစ်လို့
မရဘူးပေါ့เนาะဒီလိုအနေထားမျိုးကိုကျွန်တော်တို့က independent two sample t-test လို့ခေါ်ပါတယ်ဒီအနေထားမှာဆိုလို့ရှိရင်ဒီ sample နှစ်ခုရဲ့ mean တွေကိုနှိုင်းယှဉ်စစ်ဆေးမှာဖြစ်ပါတယ် pair sample t-test ပေါ့ pair sample t-test ကတော့ pair data တွေကို sample ကောက်ယူမယ်ဒါမှမဟုတ်လို့ရှိရင် match data ခေါ်တာပေါ့ဥပမာထားပါတော့ဗျာ the same population ပဲအဲ့ဒီကနေပြီးတော့မှအချိန်နှစ်ခုမှာ data ကောက်ယူမယ်အချိန်နှစ်ခုမှာ data ကောက်ယူမယ်တွေ့တိုးရှိနေတဲ့လူရောက်20ပေါ့အဲ့ဒီရောက်20ပဲအဲ့ဒီရောက်20ကိုဘာ treatment မှမပေးခင်မှာသူတို့ကိုသွေးပေါင်တွေတိုင်းမယ်ကဲ treatment ပေးလိုက်ပြီးသွေးကြစိတိုက်ထွေးပြီးတော့မှသူတို့ကိုသွေးပေါင်ထပ်တိုင်းကြည့်မယ်ဒါဆိုလို့ရှိရင်ကိုယ်မှာ pair sample နှစ်ခုရမယ်တစ်ခုကဘာဆေးမှမတိုက်ထွေးမီခြေနေနောက်တစ်ခုကသွေးကြစိတိုက်ထွေးပြီးတော့မှသူ့ရဲ့သွေးပေါင်တွေကိုတိုင်းပြီးတော့မှ data ကောက်ထားတာအဲ့ဒီနှစ်ခု mean တန်ဖိုးတွေဒီတိတိကျကျကွဲလွဲချက်ရှိမရှိကိုစစ်ဆေးခြင်းတဲ့အခါမှာ pair sample t-test ကိုသုံးပြီးစစ်ဆေးလို့ရတယ်နောက်တစ်ခါကျွန်တော်တို့ကကျောင်းသားကျောင်းသူတွေရဲ့ mathematics စွမ်းရည်ကိုကျွန်တော်တို့ကစစ်ဆေးမယ်ဒီကျောင်းသားကျောင်းသူတွေကို mathematics နဲ့ပတ်သက်တဲ့ training လေးမပေးသေးဘူးအဲ့ဒီအချိန်မှာသူတို့ရဲ့ပင်ကို mathematics ရဲ့စွမ်းရည်အဲ့ဒါကိုကျွန်တော် test လေးလုပ်ပြီးဆက်လိုက်ကဲပြီးတဲ့အခါမှာသူတို့ကို mathematics နဲ့ပတ်သက်တဲ့ training ကိုတစ်လပေးလိုက်မယ်အဲ့တစ်လ training ပြီးတဲ့အခါမှာသူတို့တွေဒီတိုးတက်မှုရှိမရှိသိချင်တဲ့အတွက်ဒီလူတွေကိုပဲတစ်ခါတက်ပြီးတော့မှ mathematics test လေးတစ်ခုတက်ပြီးစစ်ကြည့်မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့က before training နဲ့ after training ရလာတဲ့ mean တန်ဖိုးတွေက significantly different ဖြစ်မဖြစ်အဲ့ဒီလိုမျိုးစစ်ဆေးမယ် significantly different ဖြစ်တဲ့ after training ရဲ့ score တွေကများခဲ့မယ်ဆိုလို့ရှိရင်ပေးလိုက်တဲ့ training က effect ဖြစ်တယ်ဒီလိုမျိုးလေးကောက်ချက်ချလို့ရတယ်ဒီလိုအနေထားတွေမှာကျွန်တော်တို့ကဒီ test ကိုသုံးပြီးတော့မှစစ်ဆေးလို့ရပါတယ်